ကျွန်တော်တို့စိတ်ပိတ်ပန်းတဲ့ဟာကလေအစင်းစင်းဟုတ်ဖြတ်တန်းခဲ့ရတာပေါ့နော်ဟိုဒါသဟုတ်ဘာဝဖြစ်စဉ်သဘာဝဒါဖြစ်တတ်တဲ့သဘောတရားကိုဒီလိုအစင်၅စင်းနဲ့ခွဲပြီးပြောတာလေးရှိနေတယ်အဲ့ဒါတော့ကျွန်တော်ပင်ပန်းတဲ့ grief ဖြစ်တယ်ကိုမလို့ခြင်းနဲ့မကြိုက်တဲ့ပြဿနာတွေကြုံရတယ်ဆိုလို့ရှိရင်စိတ်ထဲမှာဒီအစင်၅စင်းဒါပေမဲ့နောက်ဆုံးအဆင့် acceptance ကျွန်တော်လက်ခံနိုင်တဲ့အနေအထားကိုရောက်သွားပြီဆိုရင်တော့သူကဟိုနည်းနည်းပြေလည်သွားတာအေးချမ်းသွားတာပေါ့အဲ့မတိုင်ခင်မှာများသောအားဖြင့်ဖြစ်ကြတာ deny ရယ်ကိုကဒါကိုညင်းတာဒါဟုတ်ညင်းတာမှာတချို့တွေမှာဆိုလို့ရှိရင်အရန်ကိုစိတ်ထဲမှာပြဿနာတွေ shock ဖြစ်တဲ့ disbelief မယုံကြည်နိုင်ဘူးငါမှဘာလို့ဖြစ်ရတာလဲဆိုပြီးတော့ဒီလိုမျိုးဖြစ်တာပေါ့လေအဲ့လိုဆိုတော့ဟုတ်ဟိုပထမတစ်ဆင့်ကတော့လေဒါမဖြစ်နိုင်ဘူးမဖြစ်သင့်ဘူးဆိုပြီးတော့ညင်းတာနေပြီးတော့ဟုတ်နောက်တစ်ဆင့်ကျတော့ကျွန်တော်တို့ကစိတ်တွေတူတာ anger တွေဖြစ်လာတယ်အဲ့တော့အတူကောက်က DAB DA ဆိုတာဒီထိတ်ကစကလုံးလေးတွေဟို ဟုတ် deny ရယ် anger bargaining depression acceptance ဆိုပြီးတော့အဲ့ဒီအဆင့်၅ဆင့်အဲ့မှာကျွန်တော်တို့က acceptance ဆင့်တီကိုတော့သွားခြင်းတယ်သို့တော့ကိုယ်စိတ်ကအဆင်သင့်မဖြစ်သေးတဲ့အခါမှာဒီအပေါ်ဆင့်နေမှာတင်လဲပြီးတော့ပြဿနာတွေဖြစ်အဲ့ဖြစ်တဲ့ချိန်မှာစိတ်မအေးချမ်းနိုင်သေးဘူးအဲ့တော့ဒါကိုသဘာဝကိုနားလည်ရင်ကျွန်တော်တို့ကလေကြော်လွှားသွားတယ်တဆင်ပြီးတဆင်ဒါပေမဲ့တချို့တွေကြလဲလူတိုင်းကဒီလိုအစဉ်တိုင်းလေးသွားတာဟုတ်ချင်မှဟုတ်မယ်ဗျာဟိုဟုတ်မြန်မြန်လေးလက်ခံနိုင်သွားတာလည်းရှိတယ်အချိန်နေပေါ်မူတည်လို့ပေါ့နော်တယောက်နဲ့တယောက်လည်းပုံစံမတူဘူးပေါ့ဟုတ်ဥမာအန်ကားဆိုလို့ရှိရင်ကျွန်တော်တို့ကဒါကြီးကိုမကြေမနက်တွေဖြစ် frustration တွေဖြစ်ဒေါသတွေဖြစ်ပောက်ကွဲเนาะအဲ့လိုမျိုးထိလည်းပဲဖြစ်တာပေါ့နော်အဲနောက်တစ်ဆင့်ကျတော့ဘာဂိမ်းဖြစ်သွားတဲ့အခါကျတော့အပြန်အလှန်ကျွန်တော်တို့နည်းနည်း negotiate ညှိယူလိုက်တယ်ဒီလောက်ဆိုရင်ရောရမလားမီးလာတာဒီနေ့ဆိုရင်တော့လာတော့တယ်မနေ့ကပြတ်ထားတာတနေ့ဟုတ်8နာရီမရတောင်6နာရီလောက်ဆိုရင်တော့မစိုးဘူးဆိုဒီလိုမျိုးလေးတွေဒါမှမဟုတ်လဲကိုကမီးမပြတ်အောင်ကိုပါလေးလှုပ်လိုက်မယ်ဥမာဆိုလာတက်လိုက်မယ်ဦးမယ်မီးစက်ဝယ်လာဦးမယ်ဆိုဘာကန်ကြီးလှုပ်လိုက်တော့ကိုရသွားတာပေါ့လေတခုတော့တခုမဟုတ်တခုတော့ရသွားတယ်ဆိုတော့အဆင်ပြေသွားသလိုပေါ့နော်ဒါပေမဲ့ကိုငကိုမှန်းတဲ့အတိုင်း ID အကောင်းဆုံးနေထားတော့မဖြစ်ဘူးပေါ့မဖြစ်တော့ဟုတ်ကိုလည်းတေချာမလုံနိုင်ခဲ့လို့ရှိရင်ကြာလာတဲ့ခါမှာ depression တွေထိဝင်လာတယ်။ तू ကအပေါ်ပိုင်းမှာစိတ်ကကိုက all in all မယ်တက်ကြွမယ်အဲ့ဒါနေပြီးပြန်ကြလာတယ် depression ပြန်ဖြစ်လာတော့ရှောင်လဲလို့လည်းမဖြစ်ဘူးဒါဖြစ်မှာပဲဆိုပြီးတော့လေစိတ်ကလက်ခံလိုက်ရဆိုမဲ့လို့ तू ကကျေနပ်တာမဟုတ်ဘူးမနိုင်လို့ရှုံးပေးလိုက်ရတာမျိုးအဲ့လိုမျိုးဖြစ်တော့ဝမ်းနဲ့မယ်မျောလင်းချက်ကမရှိဘူးဖြစ်မယ်ဒီငြိမ်သွားတဲ့ဒီ depression အဆင့်ပြီးမှ acceptance ဆိုတော့အဲ့ဆိုတော့ရပါတယ်ဒါဒီလိုပဲဖြစ်မှာပဲဆိုလက်ခံသွားတာပေါ့နော် acknowledge ဒီ reality new reality တခုလက်ခံသွားတဲ့ဟာပေါ့အဲ့တော့ဒီ acceptance ရသွားလို့ရှိရင်တော့ပို့ပြီးတော့ကျွန်တော်တို့စိတ်ချမ်းသာသွားနိုင်မယ်ဆိုတော့အဲ့ဒါလေးတော့ဟိုလက်ခံလားမသိဘူးဗျာဟုတ်ဟုတ်တယ်ဒါကြောင့်ကျွန်တော်အလွယ်ဆိုရင်တော့ဗျာဟာဗျာခင်ဗျာဒါလေးတော့ခွန့်လွှတ်လိုက်ပါဟိုဒါသူတို့တက်နိုင်တဲ့လောက်တော့လှုပ်ထားပြီးမရတော့အဆင်မပြေဘူးဒီမြန်မာနိုင်ငံမှာနေမှတော့ဒီနေနိုင်ငံနေထားနဲ့မိပြတ်တာဒီလောက်တော့ရှိမှာပဲဆိုတာမျိုးဒါဥပမာပေါ့နော်တခြားအခြေအနေဆိုလဲဒီလိုပါပဲဥမာစီတန်းစီရတယ်ဆိုလဲဒီလိုပဲတခြားဟိုအခက်အခဲတွေမျိုးစုံပေါ့နော်ဟိုဘန်စနစ်တွေဆိုလဲနိုင်ငံခြားနဲ့ဆက်သွယ်ဆိုလဲဒီလိုပဲကိုကဒီအခြေအနေတခုကိုလက်ခံလိုက်ရတာလက်ခံလိုက်တာလေဟို accept လုပ်လိုက်တာအဲ့တဲ့မြင့်သွားတာတော့ဗျာကိုဟိုဒါတော့ဒီအခြေအနေထားကိုခွန့်လွတ်ပေးနိုင်ပြီးတော့ forgive and forget ဆိုပြီးကျွန်တော်ပြောကြတာပေါ့နော်စိတ်ထဲမှာအဲ့မိတော့ရွာတီတီဖြစ်သွားတယ်ဆိုတော့အကောင်းဆုံးဗျမိဘတော့လာမှလဲဆိုတာမျောလင့်မနေတော့ဘူးလာခြင်းတဲ့ချိန်သုံးလိုက်တယ်မလာတဲ့ချိန်မသုံးဘူးဆိုတော့ကိုယ်စိတ်ထဲမှာဒါကြီးကိုလေဘယ်ချိန်လာမလဲဘယ်ချိန်ပြတ်မလဲဆိုတော့ကျွန်တော်ခေါင်းထဲမှာတခါမှမရှိတော့ဘူးလာခြင်းတဲ့ချိန်ကလာတာပဲပြတ်တဲ့ချိန်မသုံးနိုင်ဘူးအဲ့လိုမျိုးထားလိုက်တာအချိန်နေတောင်လိုက်မှတ်ဖြစ်တော့သလိုဒါကိုမေးပြောဖြစ်သွားတယ်तू လာခြင်းမလာခြင်းကကိုယ့်ပေါ်မှာမတက်ရောက်တော့ဘူးကိုကလာမစိတ်ချမ်းသာမှာမလာရင်စိတ်တူနေတာမျိုးဒီလိုမျိုးတွေလည်းမဖြစ်တော့ဘူးဆိုတာလေကိုကဒါကြီးကိုခေါင်းထဲကိုထည့်မထားတာဗျာဒါကြီးကိုဟိုလက်ခံတယ်လက်မခံဘူးဆိုတာမျိုးလဲပြောနေကြလဲမလိုတော့ဘူးအဲ့ဒီအထိရောက်သွားရင်တော့ဒီ model ရဲ့အထက်ကိုတစ်စက်ထက်မြင်သွားတာရှိနေသေးတာပေါ့အဲ့ဒီအဆင့်ကတော့ forgive and forget ပေါ့နော်ဒါပေမဲ့အဲ့ဒါရမ်းကြီးမခတ်ဘူးကျွန်တော်အတွက်ကြတော့အဲ့ဒီဟာကလေကျန်တဲ့ကိစ္စတွေမှာကျွန်တော်စိတ်ပူမယ်စိတ်ပင်ပန်းမယ်ဟိုဒေါသတွေဖြစ်မယ်ဒါပေမဲ့အဲ့မီးကိစ္စကြတော့ကျွန်တော်တို့ပြဿနာမဖြစ်ဘူးဗျနော်ပြဿနာမဖြစ်ဘူးဟ
ဟိုအဲ့ဒါလူပေါ်မူတည်ရတာအခြေအနေပေါ်မူတည်ရဆိုအဲ့ဒါကြောင့်ပြောတာလေဟိုကိုကလည်းငကိုတွေကမှလည်းသိပြီးတော့ဟိုအေးကြိုက်တာလည်းမဟုတ်တော့အဲကောင်ကြီးဖွင့်နေရမှာလည်းမဟုတ်ဘူးအဲ့လိုမျိုးဆိုတော့ဒီ forget and forget ဆိုတော့ဒီဟာကိုကျွန်တော်တို့က next level ကျော်လွှားသွားနိုင်ပြီဆိုလို့ရှိရင်ခေါင်းထဲမှာကိုမရှိတော့တာဗျာခေါင်းထဲရှိနေရင်မှ तू ကမျောလင့်နေတယ်ပင်ပန်းနေတယ်ဖြစ်လားမဖြစ်လားစောင့်ကြည့်နေသေးတယ်ကြော်အဆင့်ဆင့်ကြော်ဖြတ်နေရသေးတယ်ကိုကဒါကြီးကိုသူဖြစ်ချင်တာဖြစ်ကိုကလည်းပဲအရှိရင်သုံးလိုက်မယ်မရှိမသုံးဘူးဆိုထားလိုက်တာအဲ့လိုမျိုးနေနိုင်သွားရင်တော့ခင်ဗျာလွတ်လပ်သွားပြီဗျာဒီပေါ်မှာမှီခိုးမနေတော့ဘူးကိုက independent လွတ်လပ်တယ်ဆိုတာအဲ့ဒါပေါ့ဒါပေမဲ့အဲ့လိုဖြစ်ဖို့ကကြာခုနပြောလေ imperfect အစမပြေတဲ့အနေထားလေးလေကိုကလက်ခံပြီးနေနိုင်သွားတယ်ကျွန်တော်တို့ကဒါကြီးကိုညာ challenge လို့သဘောထားတယ်ဆိုလို့ရှိရင်လည်းစစချင်းတော့ challenge လို့သဘောထားတာပေါ့ငါ accept the challenge ဒီ challenge ကိုငါလက်ခံတယ်သူပဲပြတ်နိုင်မလားငါပဲအေးဆေးဖြစ်အောင်ကြော်လွှားသွားမလားနေနိုင်မလားအဲ့အမှတဆင်အဲ့လိုဖြစ်ဖို့က imperfect အစမပြေတဲ့အနေထားလေးရှိလဲပဲကိုယ့်ဘက်ကဖြစ်တယ်လို့လေးနေလိုက်တယ်ဆိုတော့ဟာလေအကောင်းဆုံး ID ဖြစ်မှာရေလို့မဟုတ်ဘူးဖဲနဲ့လက်ခံနိုင်တာပေါ့နော်ဘွာကြီးကလူရဲလို့ဖြစ်လာမှပြဿနာကြုံမှာပဲဆိုတဲ့ဟာတွေလေယောနီတော်မန်နေတီကာရတွေလည်းဒီမှာအကုန်တွဲလာတာပေါ့ဗျာကိုဖတ်မှတ်ထားတဲ့ဟာတွေကိုခေါင်းထဲဝင်လာတာပေါ့မျှတအောင်နေလိုက်တယ်တခြားအစင်မပြေတာတွေရှိတော့လဲပြေတာလေးလည်းရှိတယ်ကိုမှကောင်းတာလေးဆိုးတာလေးဆိုတော့ဒုံတွဲပြီးနေတာဘဝဖြစ်လာမှတော့ဒီလိုပဲကြုံရမှာပဲရှောင်လွဲလို့မရဘူးဆိုပြီးတော့အဲ့လိုလေးကိုဖြေတွေးတဲ့စကလုံးလေးတွေခေါင်းထဲကိုဝင်းနေတာပေါ့ဝင်းနေတဲ့ခါကျဘာဖြစ်သွားတော့ဆိုတော့တရားနဲ့ဖြေပါအဲ့လိုပြေရော့သွားတာပေါ့တရားသဘောကမမြဲဘူးလို့ပြောတာဟုတ်ဗျတရားသဘောကအနိစ္စဒုက္ခနဲ့တာပြောတော့အနိစ္စဆိုကိုကမမြဲတာသိနေဟုတ်သားပဲမိကပြတ်မှာပေါ့မမြဲဘူးဆိုဒုက္ခဆိုတော့ဒါပင်မနဲ့ကိစ္စဒါကြုံရတာမှန်တယ်ဖះတရားသဘောအနတ္တကိုလည်းအစိုးမရဘူးမပိုင်ဘူးသူကသူပြည့်ချင်းပြည့်လာချင်းလာဖြစ်ချင်သလိုဖြစ်နေတာဆိုတော့တရားသဘောတရားပေါ့ဟာသူဟာဒီစိတ်အခြေခံဒီအခက်အခဲတစ်ခုရှိတယ်ဆိုလို့ရှိရင်သူ့ဟာသူဒီတိုင်းနေရင်တော့ပြဿနာကြီးကြီးမားမားမမြင်ရဘူးဒါပေမဲ့ခုလိုစင်မပြေတဲ့ကိစ္စတစ်ခုဖြစ်ပြီဆိုလို့ရှိရင်တော့ဟိုတွေ့ပြီပေါ့နော်တွေ့ပြီဆိုလို့ရှိရင်တော့ပြဿနာတက်ပြီပေါ့အဲ့လိုဆိုတော့ကျွန်တော်တို့ကဒီငကိုအခြေခံအခန်းဟာမှာငါငကိုကတော့မဖြစ်ခဲ့ဘူးဒီဟာဖြစ်လာတယ်ဆိုတော့ဒါကိုပဲပုံချတာတခုတည်းလှုပ်လို့လည်းမရဘဲနဲ့ကိုယ့်ဘက်ကဟိုပြဿနာကိုဖြေရှင်းနိုင်စွမ်းကိုတင်ထားတယ်ဆိုလို့ရှိရင်သူ့ဘက်ကဘာတွေပဲလာကိုကြော်သွားနိုင်တာပေါ့နော်အဲ့တော့ကိုယ့်ဘက်ကဟာကိုလည်းအားကောင်းအောင်ကိုစိတ်အခြေခံအောင်လည်းအားကောင်းအောင်လုပ်ဖို့ကျွန်တော်တို့ဒါကြောင့်ဆွေးနွေးကြတာပေါ့လေအဲ့မှာဗျကျွန်တော်ဒီမှာဟို coping strategy စာလေးတွေကျွန်တော်ဟိုဟာလေ internet ကနေတဆင့်ဟိုဟာလေရေးထားတာလေးရှိတယ်ဗျသူကတော့ခုန denial state ဆိုလို့ရှိရင်အစစချင်းကိုလက်မခံနိုင်ဘူးဆိုရင် grounding exercise လုပ်ရတယ်ဆိုတော့ grounding exercise ကတော့ဗျာကျွန်တော်တို့အသက်ရှူလေးခြင်းကလုပ်တာဆိုလဲ grounding exercise ကိုယ့်ရဲ့အနီးနားပတ်ဝန်းကျင်မှာရှိတဲ့ဟာလေးတွေကိုကွာအယုံဆိုင်ပြီးတော့ကြည်တာလေးတွေဆိုလဲ grounding exercise ဥမာမတက်ရက်နေတယ်ခြေထောက်နဲ့ကြမ်းမြင်နဲ့ထိနေတယ်ဘေးနားပတ်ချလဲကဘာအယောင်နေရှိတယ်လဲဘလို့အနံ့နေဖြစ်နေတယ်လဲဆိုတော့ပတ်ဝန်းကျင်ကိုလေ့လာပြီးတော့လေဆိုလိုတာကစိတ်ကအဲ့ထဲမှာနှိမ့်မျောပြီးတော့အာယုံဆိုင်လိုက်တဲ့အချိန်မှာကျွန်တော်တို့စာဖတ်နေတယ်ရုပ်ရှင်ကြည့်နေတယ်ဆိုတော့ဒီကိစ္စကိုသတိမရဘူးပေါ့ပြဿနာကိစ္စကိုသတိမရလို့ရှိရင်စိတ်အေးချမ်းသွားတာပေါ့အဲ့လိုလုပ်တဲ့ဟာဗျ grounding exercise ကတော့ပုံစံမျိုးစုံရှိတယ်အသင့်တော်ဆုံးကတော့အသက်ရှူလေ့ကျင့်ခန်းတို့ mindfulness လုပ်တဲ့လေ့ကျင့်ခန်းတွေတင့်တော်တယ်ဗျနော်ကျန်တာလည်းအဲ့လိုပါပဲ stage လိုက်ခုန anger stage ရောက်သွားလို့ရှိရင်ကျွန်တော်တို့ဘာလုပ်သင့်တယ်လဲဒေါသကိုဖြည့်ရှင်းတဲ့နီးစနစ်တွေဥမာဒေါသကိုပောက်ကွဲထွက်တာဟာလေဟိုလေ့ကျင့်ခန်းလုပ်လိုက်တယ်ဆိုရင်လည်းပဲအားနဲ့မှန်နဲ့လက်သီးထိုးလေ့ကျင့်ခန်းလုပ်လိုက်တယ်ဝိမလိုက်တယ်အဲ့လိုမျိုးဆိုလို့ရှိရင်လည်းပဲလေ outlet တစ်ခုမှန်ကန်တဲ့ထွက်ပေါက်တစ်ခုဒီမှာ journal ချရေးတာထီတောင်ပါတယ်စာရဲချရေးလိုက်တယ်အဲ့လိုလေးတွေလေဒီလိုနီးစနစ်ကလေးတွေဒါလေးတွေကလည်းကိုသိပြီးသားလေးတွေဆိုတော့အသေးစိတ်မပြောတော့ဘူးပေါ့နော်ဘယ်အစင်တိုင်းစင်တိုင်းမှာလောက်ရမဲ့နီလန်လေးတွေရှိတာပေါ့အဲ့တော့ဘာဂိန်းနီးအဆက်မှာဆိုလို့ရှိရင်လည်းအဲ့လိုပဲကိုကဟိုကိုလုံးနိုင်တဲ့ဘာဂိန်းကကိုကဒီဟာမီးပြတ်တဲ့ဆိုလာတက်မယ်ဟုတ်ပြီမတက်ဖြစ်သေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကတခြားနီလန်တစ်ခုနဲ့ကိုပြန်နှိမ့်သိမ့်တဲ့ဟာလေးတွေလုပ်လို့ရတယ်ဗျာ self compassion ဆိုတော့နီးစနစ်ကလေးတွေရှိတယ်ကိုကတစ်ဖက်ကနေပြီးတော့လေဟိုပြန်ပြီးတော့လုံးမယ်ဥပမာဒီချိန်မှာဗျာကျွန်တော်တို့ကမီးပြတ်နေရင်ဒီဟာကိုဟိုကမလုပ်တော့ဘဲနဲ့မီးနဲ့လုံးဝမယ့်ကိစ္စမလုပ်တော့ဘဲနဲ့တခြားဟာလေးတွေကိုဒီချိန်မှာလုပ်လို့ရအောင်စဉ်းစားပြင်ဆင်ကြိုတင်ထားတာပေါ့ဟိုညှိယူလိုက်တာပေါ့သူနဲ့လေအစဉ်ပြောင်းညှိယူလို့တဲ့နီးစနစ်ကလေးတွေလေ
အဲ့ဒါတော့ကိုဘက်ကအဆင်ပြေအောင် frame ပြန်လုပ်တယ်ခေါ်တာပေါ့ positive framing ဆိုတာဒီအခြေအနေပဲဒါပေမဲ့ကိုယ့်အတွက်အခွင့်အလမ်းလေးရအောင်လုပ်သွားတာဗျာအခွင့်အလမ်းမျိုးစုံလုပ်လို့ရတယ်ဗျာမီးဥမာညမီးပြတ်တော့လဲအေးအစောစောဝင်တာပေါ့မီးပြတ်တော့လဲပဲကိုတရားမှတ်စရာရှိအဲ့ဒီချိန်မှာမှတ်မှာပေါ့လို့အဲ့လိုမျိုးလေးပေါ့နော်မီးကို view site ဆောင်လို့ပဲလုပ်လို့ရတဲ့ဟာလေးတွေမီးပြတ်တော့ပို့ပြီးတော့လုံးဖြစ်သွားတာပေါ့အဲ့မှာတရားမှတ်မယ်ဟာအရင်ကမှတ်ဖြစ်ဘူးမီးပြတ်တော့တခြားလုပ်မရတော့ဟိုမှတ်စရာရှိမှတ်ရုံပဲရှိတော့ဆိုတာကဲဟုတ်ပြီဗျာအဲ့ဆိုကျွန်တော်ဒီမှာခဏဒီမှာရက်လိုက်ပြီးတော့ကျွန်တော်အသစ်ပြန်ဝင်လိုက်မယ်နော်